ကျွန်တော်ကအင်ဂျီယာမဲ့တယောက်ဖြစ်ရုပ်ဖြတ်ပြီးဇင်ခံကားတစ်စီးရဲ့ရှေ့မှန်ကိုခွင့်ပြုချက်မရှိဘဲလိုက်တုံနေခဲ့ပါတယ်။ကားထဲကလုံခြုံရေးတွေကကျွန်တော်ကိုထွက်သွားဖို့မောင်းထုတ်ပေမဲ့ကျွန်တော်ကတော့နောက်မဆုတ်ခဲ့ပါဘူး။ကျွန်တော်ကသူတို့ရဲ့ကားမှန်ကိုချိုးလိုက်တော့တက်တော်ဆောက်တယောက်ကကျွန်တော်ကိုတားဖို့ကားပေါ်ကဆင်းလာပေမဲ့စက္ကန့်ပိုင်းတွင်းမှာပဲသူ့ကိုတစ်ချက်ထိုးလိုက်ရုံနဲ့တင်သတိမေ့သွားပါတော့တယ်။နောက်ထပ်လုံခြုံရေးတယောက်ကတခုခုမားနေပြီဆိုတာတိလိုက်ပြီးကားပေါ်ကဆင်းလာတယ်လို့ကားထဲကမိန်းကလေးကလည်းထိတ်လန့်တကြားနဲ့တကားဖွင့်ပြီးထွက်ပြေးဖို့ကြိုးစားပါတော့တယ်။ကျွန်တော်လည်းကားထဲကိုချက်ချင်းခုန်ဝင်ပြီးသူ့မနောက်ကိုလိုက်ခဲ့ပါတယ်။ခဏအကြာမှာပဲသူမရဲ့လမ်းကိုပိတ်ဆို့လိုက်ပြီးနောက်ဖုံးထဲကိုအတင်းတွန်းထက်ကကားကိုအချိန်ပြင်းပြင်းနဲ့မောင်းထွက်ခဲ့ပါတယ်။လက်နက်အပြည့်စုံနဲ့တက်တော်ဆောင်တဲ့ယောက်ကိုအင်ဂျီယာမဲ့တယောက်ကအလွယ်တကူနှိမ်နှင်းသွားနိုင်ခဲ့တာကြောင့်သူတို့ရဲ့တတိဖြစ်တဲ့ရာဇဝတ်ကိုင်းကောင်းဆောင်ဘင်းစင်းကတော့ဒေါသတကြီးနဲ့တက်တော်ဆောင်တွေကိုရိုက်နှက်ပါတော့တယ်။ပြီးတော့ကျွန်တော်ကောင်းကိုဒေါ်လာတန်း90စုကြည်ထုတ်လိုက်ပြီးဘယ်လိုနည်းနဲ့ဖြစ်ဖြစ်သူ့သမီးကိုပြန်ခေါ်မယ်လို့ကြိမ်ဆိုလိုက်ပါတော့တယ်။တစ်ဖက်မှာလည်းကျွန်တော်ကကားကိုရက်လိုက်ပြီးအဲလီဇာအတွက်ရေဘူးပေးဖို့လုပ်ပေမဲ့သူမကကားထဲကတန်ကွာနဲ့ကျွန်တော်ကိုရိုက်ကကားနောက်ဖုံးထဲကထွက်ပြီးတောင်ပေါ်ဘက်ကိုထွက်ပြေးခဲ့ပါတယ်။ကျွန်တော်လည်းသူမကိုဖမ်းဖို့အတင်းပြေးလိုက်ပေမဲ့ခဏအကြာမှာတော့အဲလီဇာဟာချီချော်ပြီးလဲကျသွားပါတော့တယ်။ဒီလိုနဲ့ကျွန်တော်လည်းသူမကိုအမိလိုက်နိုင်သွားတော့ကျွန်တော်ဟာလူဆိုးမဟုတ်ကြောင်းသူမမမွေးခင်ကလေးကရိုက်ထားတဲ့တပ်ပုံဟောင်းလေးတစ်ပုံကိုထုတ်ပြလိုက်ပါတယ်။အဲ့ဒီပုံထဲမှာကျွန်တော်ရဲ့သူမရဲ့မိခင်ရဲ့နောက်ပြီးဘင်းစင်တို့ရှိနေကြတာပါ။ဒါပေမဲ့အဲလီဇာကတော့ကျွန်တော်ကိုမယုံကြည်ခဲ့ပါဘူး။တပ်ပုံတစ်ပုံနဲ့ဘာကူမှတက်တည်မပြနိုင်ဘူးလို့သူမကဆိုပါတယ်။ကျွန်တော်ကတော့ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်သူမကိုရှာဖွေပြီးဘင်းစစ်လက်ထဲကနေကဲထုတ်သွားမယ်လို့သူမမိခင်ကိုကတိပေးခဲ့ဘူးကြောင်းရှင်းပြခဲ့ပါတယ်။ဒါတော့မှသူမကမယုံကြည်ပဲကျွန်တော်နဲ့လိုက်ဖို့ကိုပြက်ပြက်တသားညှင်းဆူနေခဲ့တာပါ။ဒါနဲ့ကျွန်တော်လည်းတနက်ကိုမြေကြီးပေါ်ချထားလိုက်ပြီးအကယ်၍ကားပေါ်တက်လာမယ်ဆိုရင်ဒီလက်နက်ကိုသမီးပဲကင်ထားပါလို့ပြောလိုက်ပါတယ်။သူမကားပေါ်တက်လာတဲ့အခါမှာတော့အဲလီဇာဟာတနက်နဲ့ကျွန်တော်ကိုချိန်ပြီးအိမ်ကိုပြန်မောင်းဖို့အမိန့်ပေးပါတော့တယ်။ကျွန်တော်လည်းဒေါသထွက်ပြီးခုငါတို့ကားမှာစီကုံခံနေပြီဖြစ်လို့စီဆိုင်တစ်ဆိုင်မှာရဲရတော့မယ်လို့ပြောလိုက်ပါတယ်။ကံကောင်းစွာနဲ့ပဲအနီးအနားမှာစီဆိုင်တစ်ဆိုင်ရှိနေခဲ့ပါတယ်။ကျွန်တော်စီဖြစ်နေတော့မှပဲအဲလီဇာကတကားကိုအသာလေးဖွင့်ပြီးထွက်ပြေးသွားပါတယ်။သူမဟာလမ်းသွားလမ်းလာတွေကိုအကူအညီတောင်းဖို့ကြိုးစားခဲ့တယ်လို့ဘင်းစင်စီကိုလည်းဖုန်းဆက်ခဲ့တာကြောင့်ကျွန်တော်မှသူမကိုမရရအောင်တားဆီးလိုက်ရပါတယ်။ဖုန်းကတော့အဆက်သွယ်ရသွားပြီဖြစ်ပေမဲ့သူမဘာမှမပြောရသေးခင်မှာပဲကျွန်တော်ကသူမကိုကားထဲပြန်ဆွဲခေါ်လာပြီးလက်တွေကိုချီနှောင်လိုက်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့သတိမထားမိလိုက်တာကတစုံတစ်ယောက်ကကျွန်တော်တို့ကိုစောင့်ကြည့်နေပြီဆိုတာပါပဲ။ကားထဲမှာအဲလီဇာကအော်ဟစ်နေတာကြောင့်ကျွန်တော်မှဘာသက်သေမှမရှိသေးပေမဲ့အမှန်တရားကိုပြောပြဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်ပြောသမျှကိုသူမကတလုံးမှမယုံခဲ့ပါဘူး။အနည်းဆုံးစားတောက်ဆိုင်တစ်ဆိုင်ကိုရောက်တဲ့အခါမှာတော့ကျွန်တော်အားလုံးကိုဖွင့်ပြောလိုက်ပါတော့တယ်။ကျွန်တော်ထောင်ထဲမှာ15နှစ်တောင်နေခဲ့ရကြောင်းသူမရဲ့ဖခင်ရင်းဟာဘင်းစင်မဟုတ်ပဲကျွန်တော်သာဖြစ်ကြောင်းနဲ့ဘင်းစင်ကသူမရဲ့မိခင်ကိုတက်ခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။သူမလည်းဘေးမှာဆွဲထားတဲ့ဆွဲကြိုးလေးဟာလည်းတစ်ချိန်ကကျွန်တော်ကိုယ်တိုင်သူမမိခင်အတွက်ထူးထူးခြားခြားဖန်တီးပေးခဲ့တဲ့လက်ဆောင်တစ်ခုပါလို့ရှင်းပြလိုက်ပါတယ်။ကျွန်တော်တို့နှစ်ယောက်အေးအေးဆေးဆေးစကားပြောနေတော့မှပဲဘင်းစင်ရဲ့လူတွေဟာစားတောက်ဆိုင်တွေကိုစီးနှင်းဝင်ရောက်လာကြပြီးကျွန်တော်တို့ကိုဝိုင်းထားလိုက်ကြပါတော့တယ်။သူတို့ရဲ့ပြစ်မှတ်ကတော့အဲလီဇာပါ။ဒီစကားလေးကို Telegram Channel မှာအစအဆုံးတင်ပေးထားပါတယ်ခင်ဗျာ။